ဟုတုတကျွဲဝတဲ့သူတွေဟာသူတစ်ပါးရဲ့ကြုံကနေလွတ်မြောက်ကြပါတယ်။နံပါတ်1ဗဟုတုတရှိတဲ့သူဟာဘယ်သူအပေါ်မှာအလွယ်တကူမမီခိုတတ်ကြဘူး။နံပါတ်2အသိပညာကလူတစ်ယောက်ရဲ့ဘဝကိုလွတ်လပ်မှုစီခေါ်ဆောင်ပေးတတ်တယ်။နံပါတ်3မသိမှုများတဲ့သူတွေကသူများပြောသမျှကိုအလွယ်တကူယုံတတ်ကြတယ်။နံပါတ်4ဗဟုတုတကျွဲဝလာလေကိုပိုင်ဆုံးဖြတ်နိုင်စွမ်းပိုရှိလာလေဖြစ်တယ်။နံပါတ်5အသိပညာရှိတဲ့သူကိုလှည့်စားဖို့မလွယ်ကူတော့ဘူး။နံပါတ်6စာဖတ်ခြင်းနဲ့လေ့လာခြင်းကလူတစ်ယောက်ကိုအတွေးအမြင်ကျယ်စေပါတယ်။နံပါတ်9ဗဟုတုတရှိတဲ့သူတွေကပြဿနာကိုစိတ်အေးအေးနဲ့ဖြေရှင်းတတ်ကြတယ်။နံပါတ်10အသိပညာကပတ်စံထက်တောင်တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။နံပါတ်9သိမြင်မှုရှိလာတဲ့သူဟာသူများအုပ်ချုပ်မှုအောက်မှာမနေချင်တော့ဘူး။နံပါတ်10ဗဟုသုတကြွယ်ဝခြင်းကလူတစ်ယောက်ကိုယုံကြည်မှုနဲ့ဂုဏ်သိက္ခာပိုရှိစေတတ်ပါတယ်။